Happy birthday ပါအမေစုမွေးနေ့ကစလို့စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတွေပြည့်စုံပါစေအမေစုရဲ့မွေးနေ့2013ခုနှစ်ကမေစုအတွက်ရည်စူးပြီးတော့ရေးထားတဲ့ကြပြလေးကိုဖတ်ပြခြင်းပါတယ်ဒူဝင်ကျဲနှဖျားတွေလိုအုံဖွက်လို့နှစ်သိမ့်ပေးမဲ့သူမဟုတ်ဘူးကိုးကွယ်အားထားရာတိဆောက်ဖို့ညံတစ်ခုမျှတာရာစုတစ်ခုမှာနမီတွင်ဖို့ဟန်လုတ်တောက်ပနေတာမဟုတ်ဘူးတူညီတဲ့ယုံကြည်ချက်တွေအတွက်ပန်းခင်းလန်းပြိုးပေးနေသူမျှတာဖြစ်လာနိုးသူ့မော့ကြည့်ယုံနေတော့ရွှေပြည်တော်လန်းမြူဆိုင်နေလိမ့်အောင်မယ်တကယ်တော့ဒွင်ကျဲဆိုတာသူ့နေရာသူလင်းသူ့အစွမ်းသူ့ဆောင်သူ့တာဝန်သူလုပ်နေတော့လမ်းပြကျဲမျှတာဒီအတွက်ကိုသွားမိလန်းကိုဖောက်ကြပါကျေးဇူးတင်ပါတယ်မေစုစိတ်ချမ်းသာကိုကျမ်းမာပြီးတော့ချုပ်နှောင်မှအမြန်ဆုံးလွတ်မြောက်ပါစေ